surprise ပို့လိုက်တာပန်းစီတားလို့ဒီနဲ့ surprise လေး ဒါ surprise လိုချင်တယ်ဆိုပြောဘူးလားဖေဖေကို ပြောဘူးလားတဲ့ ပြောဘူးလား ပါဇက်ကပြောလိုက်လေ ပါဇက်ကပြောဘူး ပြောလိုက်လေ ပြောဘူးလေ ပြောဘူးတဲ့ဘာ surprise လိုချင်တာလေတဲ့ ဘာ surprise လိုချင်တာလဲ ပန်းစီ ပန်းစီတတပန်းစီ surprise လိုချင်တယ်ဆိုလို့ဖေဖေကထည့်ပေးလိုက်တာ10 သိန်းတတတော့မိုးဖိုးတွေ10 သိန်းတော့ပြောလားပြောလား ပြောလား ပြောပါဇက်ကပြောလား ပြောလား ပြော ပြောတယ်ဗမာလဲဖေဖေကဗမာလဲ ဖေဖေကဗမာလေတဲ့ ဗမာလဲဖေဖေက ဖေဖေကဗမာနေရတယ်တဲ့အခုဗမာလေ ဖေဖေ တဲ့ ကဗမာလဲအခု ပြောလိုက်အောင်လေ ပြောလိုက်အောင် ပြောမှာဗမာဖေက ဗမာလဲ ဗမာလေမလေး ဗမာလဲပြော မလေးရှားမှာ မလေးရှားမှာ တတဘယ်နှစ်လဲအသက်ဘယ်လောက်ရှိသွားပြီလဲ ၄နှစ်ပြည့်လို့ လေးနေပြ လေးနှစ်ပြည့်တတအတွက်ဆိုပြီးတော့ surprise တတအားတဲ့နော်ပန်းစည်းလေးလိုချင်တယ်လို့ပြောဘူးတယ်တဲ့နော်တတအတွက်ပေါ့နော်တတရဲ့ဖေဖေကအမှားစကားလေးပါလိုက်တယ်မမောက်ပြောခိုင်းတာနော်ဖေဖေသားလေးရေတဲ့သားလေးကဖုန်းထဲကနေ surprise ပန်းစည်းပေးတာကိုကြည့်ပြီးတော့တဲ့အားကြနေတယ်ဆိုလို့ဖေကြီးကသားလေးကိုလှုပ်ပေးလိုက်ပါတယ်နော်တဲ့သားလေးပျော်ရဲ့လားတဲ့ ပြောလားတဲ့ တောင်းဝင်နေရောက်လို့ရှိရင်လည်းဖေဖေကဒီထက်မကပြောအောင်လုပ်ပေးမယ်နော်တဲ့ဘေတိုးပတ်လေးပတ်တက်လေးအဲ့လိုခေါ်တာလားဟုတ်လားလေးလေးမမနေတော့တဲ့မေကြီးကိုလည်းမစိုးရအောင်တော့တဲ့တာစိုးလားစိုးလားမစိုးလားပြောလိုက်အောင်လေ ပြောလိုက်အောင် ဖေးရရန်ချစ် ဖေးရမ်းချစ်တယ်ပြီးတော့မမေအတွက်လည်းပါသေးတယ်အမအတွက်ပေါ့နော်အမအတွက်လည်းပါသေးတယ်အဖွင့်ကြည့်ပါလားပါလေးပါမယ်လို့ထင်တယ်အထဲမှာဒါကတော့ဒီမှာတစ်ထည်ပေါ့နော်အားလုံးပေါင်း10တယ်ဘာလေးပါမယ်လို့ထင်လဲဖွင့်ကြည့်ကြည့်အောင် ဒီထဲမှာလား ဒီထဲမှာတစ်ခုမြုပ်ထားတယ် ဟုတ်လား ဘာလေးပါမယ်လို့ထင်လဲ မသိဘူး မသိဘူးနည်းနည်းခံမှန်းကြည့်ဘာပါမယ်လို့ထင်လဲ နိုင်ပဲနေမှာရော နိုင်လားကဲနိုင်လားဘာလဲတော့မသိဘူးနည်းနည်းကြည့်နော်ကဲဝမ်းဆက်ကလည်း10စုံတော့နော်အမျိုးသမီးအတွက်ကဲဟိုမှာကြည့် ပတ်စံ 20 30 40အမတော့သိန်း40သားလေးတော့10သိန်းနဲ့နော်ပြီးတော့အမစကားလေးပါလိုက်တယ်ဖတ်ပြအောင်မယ်နော်အရန်ချင်းရပါတော့တဲရီတဲ့ကိုကြီးအနားမှာမရှိတဲ့အချိန်နဲ့သားလေးပေါ်မှာမိခင်တို့တစ်မျိုးဖခင်တို့တစ်မျိုးပေါ့နော်ယူဆိုင်ပြီးလို့တဲ့အရန်ချင်းရပါတယ်နောက်လဲသားလေးပေါ်ကိုမိဘကောင်းဖြစ်အောင်နဲ့နှစ်ယောက်တူတူစူးစမ်းကြတာပေါ့တဲ့မိန်းမကတဲ့ကိုကြီးကိုအမင်းပြောနေကြမင်းနိုင်စီက surprise မရတော့ဒုက္ခပဲရနေတယ်လို့ပေါ့နော်အဲ့လိုမျိုးပြောလို့တဲ့မိမတော့ surprise လေးလုပ်ပေးလိုက်ပါတယ်တဲ့နောက်များမှလည်းတဲ့မိမကိုအမြဲပြောရှောင်ထားပါမယ်တဲ့နော်အလျားအနံတိတ်မရှိတဲ့လောကကြီးမှာတဲ့မေတ္တာတရားတွေနဲ့ရှစ်ဆက်ပြီးတော့ဘဝတိုက်ပွဲတွေကိုအတူတကွစူးစမ်းကြတာပေါ့နော်တဲ့မိမရေလင်းလင်းမမနဲ့မိသားစုဘဝလေးကိုထာဝရချစ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်တဲ့မင်းနိုင်ဆိုအဲ့ဘူးလား ရဲမနာ ရဲမင်းနိုင် surprise မရတော့ဘူးလို့ပြောဘူးလို့တဲ့လား ဟုတ်တယ် ဒုက္ခတွေပဲပေးနေပြောလို့အခု surprise ပေးလိုက်တာအဲ့တော့ဘယ်လိုလေးဖြစ်သွားလဲရင်ထဲမှာအရှင်းနေနေတော့မှာ ပြောတာပေါ့ကိုယ့်ရဲ့ကြာလိမ်မမာနဲ့ဒီလိုလုပ်ပြီးတော့ပြောတာပေါ့ အင်းပေါ့နော်ဘာလေးမှားကျင်သေးတယ် ဟာကိုချစ်တယ်လို့ကိုပြန်ချစ်ပေးပါပေါ့ ချစ်လားအမအရင်ချစ်လားအမမျိုးသား ချစ်တာပေါ့ချစ်တော့လေဒုက္ခခံရတာပေါ့ ဟုတ်ကဲ့ပါအခုနောက်ပိုင်းပြောင်းအောင်လုပ်ပေးမယ်တဲ့နောက်ဆုံးနော် ကျေးဇူးတင်ပါတယ် ကျေးဇူးပါအမဆုံးလေးတော့